ဒါဒီဗီဒီယိုထဲမှာ Rejuran Eye နဲ့ပတ်သက်ပြီးတော့ပြပေးမယ်အဲ့တော့မျက်လုံးတစ်ဝိုက်အတွက်ပေါ့နော်မျက်လုံးတစ်ဝိုက်အတွက်ကိုမှအထူးသဖြင့်မျက်လုံးအောက်ညိုတာအရေးကြောက်ခပ်ပပလေးတွေရှိတာနည်းနည်းလေးစပြီးတော့တွန့်ကျင်တာပြီးလို့ရှိရင်အဓိကကတော့ညိုတာပေါ့ကွာဒီလားအဲ့တော့မျက်လုံးတစ်ဝိုက်မှာညိုနေတယ်ဆိုလို့ရှိရင် Rejuran Eye ကအရန်ကိုကောင်းပါတယ်ဒေါက်တာရဲ့အကြိုက်ဆုံး treatment တွေထဲမှာပါတယ်ပေါ့နော်အဲ့တော့ Rejuran Eye ကဒီဟာလေးဒါကတော့အဲမှာစီထိုးအပ်တယ် 1cc ပါမယ်ပေါ့နော်ဝယ်ပြီးတော့ကိုယ့်အကိုအိမ်မှာထိုးခိုင်းတာမဟုတ်ဘူးပေါ့နော်ဒါဘူးပြတာစီကမှာလောက်ရတဲ့ treatment ပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒါကြီးပြပြီးတော့ဝယ်ပြီးတော့ကိုယ့်အကိုလိမ့်ရလောက်ရတဲ့တင်တွေပါဆိုလို့အဲ့တော့ဒီ Rejuran Eye ကကြတော့မျက်လုံးအောက်အတွက်ကိုထိုးဖို့အတွက်တီးတက်ထုတ်ထားတာသူ test ချားလည်းနည်းနည်းလေးဟိုဟာဖြစ်တယ်ပေါ့နော်အဲ့နဲ့လင်းပြန်ခဏလေး okayတက်ချားလည်းနည်းနည်းကျဲတယ်ပေါ့အိုင်ကလေအဲ့တော့ Rejuran ကတော့ဒါအမြဲတမ်းသုံးတယ်9နှစ်6နှစ်လောက်ရှိပြီကြာပြီပေါ့နော် Rejuran ကိုသုံးဖြစ်တာအိုင်ကကြတော့ဒီနောက်ပိုင်းမှာအသုံးများတာပေါ့နော်ဒေါက်တာသိမ့်မသုံးဖြစ်တာကိုပြောတာပါအဲ့တော့ Rejuran ကဆိုလို့ရှိရင် salmon DNA နဲ့လုပ်ထားတဲ့ဟာအရင်ကလည်းဒေါက်တာပြောဘူးလေပေါ့နော် polynucleotide ပေါ့လေအဲ့တော့သူကဘာပြန်ပြီးတော့လုပ်ပေးလဲဆိုတော့ဆဲအသစ်ပြန်ဖြစ်စေတယ်နောက်ပြီးလို့ရှိရင်ဆဲကိုကြလေးနေစေတယ်ပေါ့ကွာနောက်ပြီးရင် healing ပြန်ပြီးတော့မှလာတယ်နောက်တစ်ခုကအမဲရောင်ချယ်ပေါ့နော်အမဲရောင်ချယ်ရှိရဆိုလို့ရှိရင်လည်းသူက color လျော့သွားတယ် collagen stimulation လာတဲ့အတွက် skin ကပြန်ပြီးတော့မှဟိုဘယ်လိုပြောမလဲ healthy ပြန်ဖြစ်လာတယ်ပေါ့နော်အဲ့တော့အိုင်ကိုဒေါက်တာကဘယ်ချိန်မှာထိုးပြီးလဲဆိုတော့မျက်လုံးအောက်မှာမဲလို့စိတ်တိုင်းမကြတဲ့ချိန်ပေါ့နော်ပြီးလို့ရှိရင်အရေးကြောင့်ခပ်ပပလေးဇလန်းစလာတာပြီးလို့ရှိရင်ဒီအိတ်ရေးပြတ်တယ်လို့ပေါ့နော်မျက်နှာမလန်းဘူးမျက်လုံးအောက်နာပေါ့နော်ဒီမျက်လုံးအောက်ချောင်းပဲတချို့ဆိုလို့ရှိရင်ဟိုစေးချတရားလားလို့တော့မေးတယ်ဆိုပြီးတော့ပြောကြတာမျက်လုံးအောက်ကြီးပဲညိုနေလို့လေအဲ့လိုလူတွေအတွက်ဆိုရင် Rejuran Eye တော်တော်လေးကောင်းတယ်ဒေါက်တာကြိုက်တယ်ထိုးပေးဖြစ်တယ်ပေါ့နော်အဲ့တော့ Rejuran Eye ကိုဘယ်လောက်တစ်ခါလောက်ကြမလဲပေါ့သူက၄ဘက်တစ်ခါဆိုတော့တစ်လတစ်ခါပေါ့နော်တစ်လတစ်ခါကို3ခါလောက်တော့လုပ်ပေးတင်တယ်အဲ့ဒါပြီးရင်နောက်ပိုင်းကျရင်တော့ကိုယ့်အတွက်အဆင်ပြေသွားပြီးရော့သွားပြီဆိုလို့ရှိရင်ထားလိုက်လို့ရပြီးတော့မှနောက်ပိုင်းမှာ maintenance နေနဲ့ထပ်ပြီးတော့မှလုပ်ရင်လုပ်ပေါ့နော်ဒါပေမဲ့တော့ဆီမှာကြီးတဲ့လောက်ကများသောအားဖြင့်2ခါလောက်လုပ်ပင်ကိုသူတို့အဆင်ပြေကြတယ်ကာလာလည်းတက်လာတယ်ကြီးသွားတယ်ဆိုတာမျိုးခံစားရတယ်ပေါ့နော်အဲ့တော့မျက်လုံးတစ်ဝိုက်မှာပြဿနာဖြစ်နေရင်မျက်လုံးတစ်ဝိုက်ကိုအဓိကပေါ့နော်သွားခြင်းနေဆိုရင်ဒီ Rejuran နဲ့က Eye ဆိုတဲ့ဟာကိုထိုးဖို့ဒေါက်တာ recommend လုပ်ပါတယ်ခုနပြောသလိုပဲအလှပိုက်ရဆေးကနေမှာဆရာဝန်နေနဲ့လောက်ရတဲ့ကုသမှုပေါ့နော်ဆေးထိုးရတာပေါ့နော်ဒါပေမဲ့မနာပါဘူးအရင်ကြီးဒါတော့တခါတည်းပြောထားတာပေါ့နော်နာမယ်လို့ထင်ပါဆိုလို့အရင်ကြီးမနာဘူးဟိုခက်လောက်ကြီးလို့ကြီးမရှိဘူးပေါ့နော်ဒါပေမဲ့လည်းအဲ့နဲ့ထိုးတာဖြစ်တဲ့အတွက်သူကလည်းသူနာကျင်မှုနည်းနည်းပပတော့ရှိတာပေါ့လေအဲ့မဲ့တန်ပါတယ် is worth it ပေါ့နော် okay အဲ့တော့ဒါကညလုံးတစ်ဝိုက်အတွက်ကိုကပြဿနာဖြစ်နေပြီဆိုလို့ရှိရင်ဒါလေးထိုးလို့ရကြအောင်ဒါ recommend လုပ်ချင်တဲ့ဟာလေးပါ